what is your favorite restaurant around only on Ono? Basically, I just eat like simple Thai food. Yeah. So I recommend to go. It's around the on Route 17. It's called the Fu Chai. This Oh, one. okay. Next question is like to give me one dish, like, and then I will go eat. Soy sauce, Yeah. fried pork Yeah. with the rice. With the rice. Yes. ဆိုင်တော့ရောက်ပြီဒီမှာ menu လေးပြမယ်နော်အဲဒီဆိုင်ကဝတ်သားနဲ့ပတ်သက်ပြီးတော့အကုန်ရရပါတော့ဝတ်သားနဲ့ပတ်သက်ပြီးတော့သူပြောတဲ့ menu လေးပေါ့နော်မုတုံဆွဲဟာလေးအဲ့ဒါလေးမှားထားရပါတော့မုတုံကကျွန်တော်ဝတ်သားအသားကြီးပဲပါမယ်ပြီးသွားရင်သမင်းဖြူပါမယ်မုံရင်းဖြူပါမယ်ပြီးသွားရင်အချင်ပေါ့နော်သူနဲ့တွဲစားလို့ရမယ်အချင်လေးပါမယ်မြည်ကြည့်မယ်နော်မုတုံကိုအချင်လေးနဲ့မုံ so good ဟင်းရကောင်းတယ်ဟင်းညိုလည်းကောင်းတယ်အရှင်လည်းကောင်းတယ်ထမင်းလည်းကောင်းတယ်เนาะ85ဘတ်ဆိုပါဦးဈေးလေးอ่ะဒါပေမဲ့rating ရပေးမယ်ဆိုရင်10မှာဆိုရင်ကျွန်တော် 8.5 လောက်ပေးမယ်